Okay ဒီဟာကတော့ IGCC ရဲ့ modulus of a function အခန်းကိုရှင်းဆုံးမှာဖြစ်တယ်အဲ့ဒါမစခင် factor ဆိုတာကိုသိရမယ် factor ဆိုတာပါလေ factor ဆိုတာက magnitude ရဲ့ direction ရဲ့ကိုပေါင်းပြီးတော့အဲ့လိုမျိုး represent လုပ်တဲ့ဟာပေါ့နော်ဥပမာပြရမယ်ဆိုရင်ဒီ line တစ် line ပေါ့နော်ဒီ line တစ် line ကအရှည် 5cm ရှိမယ် direction က north east ကိုသွားနေရပေါ့နော် north east ကိုသွားနေဆိုရင်ဒီဟာကသူ့ရဲ့ direction ကို describe ထားတာဒီကောင်ကသူ့ရဲ့ magnitude ကို describe ထားတာ magnitude ကကြတော့ values တွေရှိရယ် direction ကကြတော့စကားနဲ့ဖြစ်စေ size တွေနဲ့ဖြစ်စေအပေါင်းတို့ပေါ့နော်အဲ့လိုမျိုးပြပြီးတော့ direction ကိုကိုစားပြုတာပေါ့နော် modulus of a function ကဘာလုပ်ပေးလဲဆိုရင်ကြတော့ vector တစ်ခုရဲ့ direction ကိုဖြုတ်ချပြီးတော့ magnitude ကိုပဲခြံခဲ့ပေးတယ်အဲ့ဒါကိုဘာလုပ်ထားလဲဆိုတော့ absolute value လို့ခေါ်တယ် modulus တွေကိုဒီ modulus ကြီးအချောင်းလေးတစ်ချောင်းပေါ့နော် modulus ကိုအချောင်းလေးတစ်ချောင်းနဲ့ကိုစားပြုရယ်အဲ့အချောင်းလေးတစ်ချောင်းနဲ့ကိုထည့်လိုက်တဲ့တန်ဖိုးတွေအကုန်လုံးက direction ပျောက်သွားပြီးတော့ value ပဲခြံခဲ့မယ်အဲ့ဒါကို absolute value လို့ခေါ်တယ် modulus တွေကိုထည့်လိုက်ရင်လုံးဝ direction မရှိတော့ဘူးဒီ mass မှာဆိုရင်ကြတော့အပေါင်းတို့ size မပါတော့ဘူးပေါ့နော်အဲ့လိုဖြစ်သွားတယ် okay ဒါကိုလုပ်ကြည့်မယ်ဆိုရင်ကြောင့် -3 ကို modulus တွေထည့်ထားတယ်ဆိုရင်ကြောင့်ဘာထွက်လာမလဲဆိုရင်3ပဲထည့်ထားမယ်ဒီ negative sign မပါတော့ဘူး okay 4ကိုထည့်ထားမယ်ဆိုရင်ဘာထွက်လာမလဲ4ပဲပြန်ထွက်လာမယ် okay ရမယ်ထင်တယ်-6ကို modulus တွေထည့်ထားရဆိုရင်ဘာထွက်လာမလဲ x ထွက်လာမယ် yes okay နောက်တစ်ခုကကျတော့ graph တွေရှိမယ်ပေါ့နော် graph တွေရှိတဲ့အချိန်မှာဘယ်လိုရှိလဲဆိုတော့ modulus graph ကိုအရင်မကြည့်ခင်ရိုးရိုး graph ပေါ့နော် y is equal to x this is straight line graph straight line graph ဆိုဒီလိုမျိုး0 point ကိုထွက်သွားမှာဖြတ်သွားမှာသူ့မှာဘာမှမရှိဘူး gradient ကလည်း1ပဲရှိရယ်ဒီလို straight line graph ရှိရယ်ပေါ့နော် straight line graph မှာဒီမှာ y value 1ဆိုရင်sorry x value 1ဆိုရင် y value ကလည်း1ပဲဒါကဒီလိုပုံစံလေးထွက်နေတာအဲ့ဒါကိုမှဒီ x ကို modulus ကိုထည့်လိုက်မယ် y is equal to modulus of x အဲ့ကြောင့်ဘာလဲဆိုတော့ဒီဆုံး table လေးနဲ့ပြလိုက်ပြီပေါ့နော် x value 1မှာ y ကိုထည့်မယ်1ပဲထွက်မယ် x က -1 ဆိုရင်ရော1ပဲထွက်မယ် x က -2 ဆိုရင်ရော2ထွက်မယ်အဲ့လိုဖြစ်သွားမှာ x value ဘယ်လောက်ထွက်တယ်သူက modulus ဆိုဒီ x value ကိုယူတယ်1ယူဆိုရင်1နဲ့ထည့်တယ် -1 ဆိုရင် -1 ထည့်တယ် -2 ဆို -2 ထည့်တယ်ဒါပေမဲ့အကုန်လုံးက y value က positive တွေပဲပြန်ထွက်လာတယ်အဲ့ကြောင့် graph မှာဆွဲချင်ဘယ်လိုဖြစ်မလဲဆိုရင်ခုန graph ကဒီလိုရှိရပေါ့နော်ဒီလိုရှိရဆိုရင်ဒီနားလေးတွေဒီအပိုင်းတွေက y value negative ဖြစ်နေတယ်အဲ့ကြောင့်တော့ဒါတွေကိုဘာလုပ်ရလဲဆိုအပေါ်ပြန်ဆွဲတင်ရတယ်ဒီအပိုင်းလေးကကြံခဲ့မယ်အဲ့အောက်ကိုရောက်နေအနှုတ်ဘက်ကိုရောက်နေတဲ့ဟာတွေအကုန်လုံးအပေါ်ပြန်ဆွဲတင်ရတယ်အဲ့ကြောင့်ဒီလိုအမှန်ရှင်းနေဖြစ်သွားအနှုတ်ဘက်မှာဘာမှမကြံတော့ဒီ function ကအနှုတ်ဘက်မှာဘာလို့မကြံလို့ဘာမှမကြံတာလဲဆိုရင်ကြတော့တစ်ခုလုံးကို modulus ထည့်တာဒီ function တစ်ခုလုံးက modulus မှာထည့်ထားတဲ့အတွက်ကြောင့်မလို့ထည့်သမျှနံပါတ်တွေအကုန်လုံးကအနှုတ် value ရဲ့အနှုတ် value မရှိဘူးအများဆုံးက0မှာရအနည်းဆုံးက 0မှာဖြစ်နေတယ်ဒါပေမဲ့ဒီ function ကိုနည်းနည်းလေး modify လုပ်လိုက်မယ်y is equal to လုံးဝမပါသေးတဲ့ဟာပေါ့နော်ဒီဟာ modify modulus မပါသေးတဲ့ဟာဆို y is equal to -2 ထားပါတော့-2ဆိုပုံစံကဘယ်လိုဖြစ်မလဲဆိုတော့ဒီလိုလေးဖြစ်မယ်ဒီ point ကို -2 မှာဖြတ်သွားမယ် y value မှာဒီမှာက x value 0မှာ y value က -2 ဖြစ်နေတယ်ဒီလို coordinate system နဲ့ကြည့်ရပေါ့နော်အဲ့ကြတော့ဘယ်လိုဖြစ်မလဲဆိုရင်ဒီဟာကိုဆွဲတင်လိုက်မယ်ဆိုရင်ခုနအတိုင်းပဲဖြစ်သွားမှာခုနအတိုင်းပဲအပေါ်ကိုပါဆောက်လေးဖြစ်သွားမှာပေါ့ v ပုံ v shape လေးဖြစ်သွားမှာဒါပေမဲ့ဒီကောင်ကဒီနားလေးမှာပေါ့ဒီ point မှာဖြစ်မယ်ဒီတစ်ခုလုံးကိုထည့်မယ်ဆိုရင်ပြောနော် x -2 ဆိုရင်တစ်ခုလုံးကိုထည့်လိုက်မယ်ဆိုရင်ဒီ x ကအဲ့နေရာထိရဲ့နေရာမှာအပေါ်ကိုတက်သွားမှာ okay ဒီလိုဖြစ်သွားမယ်2.0မှာဒီ axis ကိုထည့်မယ် axis ကိုထိမှာပေါ့နော်အဲ့လိုဖြစ်သွားမယ် okay ဟုတ်ပြီဒါပေမဲ့တပိုင်းတစ်စကိုပဲထည့်မယ်ဆိုရင်ရောဘယ်လိုဖြစ်သွားမလဲ x ကိုပဲထည့်မယ် y is equal to modulus of x -2 အဲ့လိုတပိုင်းစပဲထည့်မယ်ဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုရင်တော့ခုနကရှိရ graph ကဒီလိုရှိရဟုတ်တယ်နော်ဒါ straight line graph ဒီ straight line graph ကခုနကပြသွားရနော် y is equal to modulus of x ကဒီလို straight line graph 0 မှာစတယ် v ပုံစံလေးရှိရ right okay v ပုံစံလေးရှိရဆိုတော့တည်ရဒါပေမဲ့ဒါကို -2 ထည့်ထားတယ်-2 ထည့်ထားတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့အောက်ကို2 unit လျော့သွားမယ်ဘာလို့လဲဆိုတော့ဒီကောင်ကွာသွားတာဘာလို့ကွာလဲဆိုတော့ဒီကောင်ကိုကြတော့အဲ့ -2 က modulus ထဲမှာရောက်မနေဘူးရောက်မနေတော့ तू ကပုံစံကိုပြောင်းလို့ရတယ်ဒါကိုအောက်ကိုလျော့သွားတာပေါ့နော် vertically shifted down ဖြစ်သွားတာဒါက grade A-level မှာလည်းသင်ရမယ် OSSC မှာလည်းပိုပြီးအပြန်ပိုသင်ရမယ်ပေါ့နော်ဒါကတော့ simple ဖြစ်တယ်အများကြီးမသင်ရဘူး graph ဆွဲတာနဲ့ပဲပြီးသွားမှာဘာလို့ဒီလိုဖြစ်ရလဲဆိုတော့အများကြီးရှင်းမသွားဘူးပေါ့နော်ဒီလိုလေးအောက်ကျသွားတယ်ဒါ modulus ထဲမှာမပါလို့အဲ့လိုဖြစ်တာအမြဲတမ်း x ဒီ ACC ရဲ့အပေါ်မှာရှိနေရမယ်ဆိုပြီးသဘောမဟုတ်ဘူး
modulus ထဲမှာရှိရဲ့ value တွေအကုန် values ပဲ x ထဲမှာရှိရမှာကျန်တဲ့ value ကမရှိရှိကြမလို့လို့ဖြစ်သွားမယ်ဟုတ်ပြီနောက်တစ်ခုကဘယ်လိုဖြစ်မလဲဒါတွေက graph တွေ example ပေါ့နော်ခုနကပြသွားတဲ့အတိုင်းပဲ linear graph ရှိရယ် linear graph ဆိုရင် v ပုံစံလေးထွက်လာတယ်ဒီမှာဆိုရင်သူက values ကိုတန်းပြောင်းလိုက်တယ် directly ပြောင်းလိုက်တာပေါ့နော် -4 ရှိတဲ့ဟာကိုသူက4တန်းပြောင်းပလိုက်တယ်အဲ့ဒါခုနကတခုလုံးကို modulus ထည့်လိုက်ပေါ့နော်မြင်တဲ့အတိုင်းပဲတခုလုံးကို modulus ထည့်ထားတာအဲ့ကြတော့ value က4က -4 ဒီမှာ minus ဖြစ်နေတဲ့ဟာဒီမှာ4 directly ပြောင်းသွားတယ်ကျွန်တော်ဘာမှပြောင်းစရာမလိုဘူး4 -4 ဖြစ်နေဆို4ပြောင်းသွားတယ်ဟုတ်ပြီဒီမှာ -2 ဖြစ်နေတဲ့ points တွေကဒီမှာ2ဖြစ်သွားတယ်အဲ့လိုပဲအပေါ်ဆွဲတင်လိုက်တာပဲကျွန်တော်ဘာမှ modify မလုပ်ဘူးအနှုတ် value ဖြုတ်လိုက်တာတခုပဲရှိတယ်ဟုတ်ပြီဒါကြတော့ cubic graph ပေါ့နော် cubic graph ဒီမှာလပုံစံလေးရှိတယ်အဲ့ဒါကိုဒီအောက်ပိုင်းနေဒီအောက်မှာရောက်နေတဲ့ဟာ function တခုလုံး modulus ထည့်ထားနော်အဲ့ကျတော့အောက်ပိုင်းနေအကုန်လုံးကိုအပေါ်ပြန်ဆွဲတင်လိုက်တယ်sin graph ကဒီလိုမျိုးခုံလေးတွားနေရယ်လာပုံစံလေးတွားနေတဲ့အချိန်မှာသူက modulus ထဲမှာဒီလိုခုံလေးဖြစ်သွားတယ်အဲ့ဒါတခုလုံး modulus ထည့်လို့ဟုတ်ပြီအဲ့ဆိုရင်ကြောင့် modulus ကထုတ်မယ်ဆိုရင်ကြောင့်ဘယ်လိုရှိသွားမလဲ modulus ကဒါဆိုရင်ခုနကပြသွားတယ် modulus graph ပေါ့နော် x is equal to y is equal to modulus of x graph ရှိရယ်v ပုံစံလေးဒီပုံစံကို origin ပေါ့နော်ဒီမစခင်တော့ graph က2မျိုးရှိနိုင်တယ်ခုနကပြသွားသလိုဒီလိုပေါ့နော်အနှုတ်ဘက်ကနေအပေါင်းဘက်ကိုသွားရတဲ့ဟာရှိသလိုအပေါင်းဘက်ကနေပြီးတော့အနှုတ်ဘက်ကိုသွားရလဲရှိတယ်ဒီနှစ်ခုလုံးကဆွဲတင်လိုက်ရင်တော့ဒီ v graph v ပုံစံပဲဖြစ်သွားမှာ v ပုံစံပဲဖြစ်သွားမှာအဲကြတော့ modulus တွေကတခုခုကိုထုတ်မယ်ဆိုရင်အပေါင်းလည်းရှိရမယ်အနှုတ်လည်းရှိရမယ်အဲဒါကြောင့်မှ possibility နှစ်ခုပေါ့နော်ဖြစ်နိုင်ခြေနှစ်ခုကိုကွဲသွားတဲ့ဟာကိုနှစ်ခုလုံးကိုကထည့်စဉ်းစားသလိုဖြစ်သွားမှာပေါ့နော်မဟုတ်ရင်ဒီတစ်ခုပဲယူတယ်ဒါဆိုရင်ဒါအဖြေမှားကြီးလားမဟုတ်ဒါလည်းဖြစ်နိုင်တယ်ဒါလည်းဖြစ်နိုင်နှစ်ခုလုံးဖြစ်နိုင်တဲ့အတွက်ကြောင့်မို့အကုန်လုံးကို accounted for လုပ်ရမယ်ထည့်စဉ်းစားပေးရမယ်ခေတော့ထပ်ပြီးဒါလေးကို example solve ကြည့်မယ်ကိုယ်တိုင်ခဏလုပ်ကြည့်ပါဟုတ်ပြီလုပ်မယ်ဆိုရင်ဘယ်လိုရလဲဆို 2x + 1 is equal to 5 or 2x + 1 is equal to -5 ဒီမှာရှင်းမယ်ဆိုရင် 2x is equal to 4 x is equal to 2ဖြစ်မယ်ဒီမှာကျတော့ 2x + 1 2x is equal to -6 and x is equal to -3 ဆိုပြီးအဖြစ်နှစ်ခုထွက်မယ်အောက်ကဟာကျတော့ 4x is equal to 8 and 4x is equal to -8 ပေါ့နော်ဒီနှစ်ခုအဖြစ်ဖြစ်နိုင်တယ်အဲကြောင့်ဒီမှာအဖြစ်က2ဖြစ်မယ်ဒီမှာအဖြစ်က-2ဖြစ်မယ်ဟုတ်ပြီနောက်ထပ်နှစ်ပုတ်ထပ်ပြီးတော့ example ဟိုကိုလုပ်ကြည့်ပါ okay ဒါကကြတော့ quadratic function တွေပေါ့နော် quadratic function တေချာတော့မရှင်းရသေးဘူးဒါပေမဲ့လုပ်တဲ့ချင်းလေးလုပ်တတ်လိမ့်မယ်a square minus 10 is equal to 6 or a square minus 10 is equal to -6 ပေါ့နော်အဖြစ်နှစ်ခုဒီလိုမျိုးပဲရှိမယ် a square is equal to 16ဖြစ်မယ်square root တင်မယ်ဆိုရင်ကြောက်เนาะဒီလို unknown number ကနေပြီးတော့ square root တော့နှစ်ခုလုံးကိုတင်မယ်ဆိုရင် plus or minus တွေ value ရှိတဲ့ဘက်ကိုထည့်ပေးရတယ် square root 16ရှိမယ် x is equal to plus or minus 4ဒါက possible answer နှစ်ခုရှိမယ်နောက်တစ်ခုကကျတော့ a square is equal to 4ရှိမယ် square root တင်ရင် plus or minus ထည့်ပေးရတယ်ကြောင့် square root of plus or minus square root of 4ရှိမယ်ပြီးရင် plus or minus 2ဒါအဖြစ်ဒီမှာဆိုရင်၄ခုထွက်လာတယ်okay နောက်တစ်ခုကကျတော့ဒီကောင်က calculator သုံးပြီးလုပ်လို့လည်းရတယ်ပြီးရင်ကိုက factor ခွဲလိုက်လို့ပေါ့နော်ကိုကိုစိတ်တွက်နဲ့ခွဲတတ်တယ်ဆိုရင်ခွဲလို့ရတယ်ဒီမှာလည်းခုနအတိုင်းပဲအဖြစ်နှစ်ခုထွက်လာမယ် 2x square plus 1 is equal to -3x ပြီးရင်ဒီဘက်ကိုရွှေ့မယ်ပေါ့နော်ဒီက factor ခွဲရပေါ့နော် unknown number တွေ polynomial ရနဲ့အဖြစ်ပြန်ရှာရဆိုတော့တစ်ခုတည်းကို0နဲ့ညီပေါ့နော်အကုန်လုံးတစ်ဖက်တည်းကိုရွှေ့လိုက်ရမယ် okay okay ဒီလိုလုပ်လိုက်ရင်ဘယ်လိုထွက်လာလဲဆိုတော့ဒီဘက်ကအရင်ဆုံးထွက်လာမှာက2 - 3 + 1 is equal to ဒီအောင်ခွဲလိုက်မယ်ဆိုရင် x - 1တခွင်ရှိမယ်ပြီးရင် 2x - 1တခွင်ရှိမယ်ဒါကိုဖြည့်ထွက်လိုက်မယ်ဆိုရင် x က1ထုတ်လိုက်ဖြစ်နိုင်တယ် 1/2 လည်းဖြစ်နိုင်တယ်ဒီဘက်ကပါနေသွားမလဲဆိုရင်ကြတော့ဒီဟာကကြတော့ 2x + 1ရယ်x plus 1 is 0နဲ့ညီရယ်အဲကြတော့ဘာဖြစ်နိုင်လဲဆို x က -1/2 ရယ် x is equal to -1 ရယ်ဆိုပြီးတော့အဖြေ၄ခုပဲထွက်မယ်ပေါ့နော်ဒီလို x square ပါတယ်ပုတ်စာရုံမှာဆိုရင်ဒါဆိုရင်ကြောင့်အဖြေ၄ခုထွက်တယ် x square ကို modulus ထည့်ထားရင်အဖြေ၄ခုထွက်လို့ရှိရယ်ပေါ့နော်ခုနကဘယ်လိုကြည့်မလဲဆိုရင်ကြောင့်အဲ့ဒါတိတာတာဒီမှာဆိုရင်အဖြေ2ထွက်နေတဲ့အဖြေ၄ခုရှိရယ် wait why am I trying writing white 2ထွက်နေတဲ့ value ၄ခုရှိရယ်တစ်ခုနှစ်ခုသုံးခု၄ခုအဲ့လို value ၄ခုရှိတယ်ဒီမှာဆိုရင်တော့2ထွက်တဲ့ value ကဖြတ်ကြည့်လိုက်မယ်ဆိုရင်2ဖြစ်နေဟာနှစ်ခုပဲရှိတယ်
ဒီမဲ့ modulus relation မှာ၄ခုရှိနေတယ်ပေါ့နော် graph နဲ့ပြန်စစ်လို့ရတယ်ပေါ့နော်ဘာလို့ value နှစ်ခုထွက်လဲဆိုရင်ခုနကတော့တိုင်တွေ့တဲ့အတိုင်းပဲ graph နဲ့ကြည့်လိုက်အဲဆိုရင်လွယ်ဟုတ်ပြီဆိုရင်ထက်ရှင်းစရာပါရှိလဲဆိုရင်ကျွန်တော် graph ဆွဲကြည့်မှာပေါ့နော် graph ဆွဲကြည့်မယ်ဆိုရင်ဒါကခုနsample ပြသွားတဲ့ပုံထဲမှာပါပါတယ် x is equal to -2 ကို modulus မှာတစ်ခုလုံးထည့်ထားတဲ့အတွက်ကြောင့်မလို့ x ကဒီဟာကို graph ဆွဲခြင်းလဲဆိုရင်အရင်ဆုံးပေါ့နော်ဟိုဘယ် value ဘယ်လောက်ဖြစ်နေချိန်မှာစမ်းကြည့်ပေါ့နော် 1x က0ဖြစ်တယ်ဆိုရင် y ဘယ်လောက်ရှိမလဲ y က modulus of 2ဖြစ်သွားမယ်အဲကြတော့ y is equal to 2နဲ့ညီမယ် y 0ဖြစ်နေရော x ဘယ်လောက်ရှိမလဲjust 0 is equal to modulus of x minus 2 0မှာ plus or minus မရှိဘူးဆိုတော့ဖြုတ်လိုက်လို့ရတယ်အဲကြတော့ x is equal to 2ဖြစ်မှာ right အဲကြတော့ပုံစံလေးဘယ်လိုဖြစ်မလဲ point နေရာဒီလို axis crossing နေရာဒီလိုဖြစ်သွားမယ်စီတန်မိုး0ဖြစ်နေချိန်မှာဒီလိုဖြစ်သွားမယ်ဒါက0.2ဖြစ်မယ်ဒီကောင်ကကြတော့ 2.0 လေးဖြစ်မယ် right ပြီးရင်ဒါ x square minus 2 x square minus 2ကဘယ်လိုထွက်မလဲဆိုရင်ခုနအတိုင်းပဲဒါကို calculator နဲ့ထည့်ပြီးတော့စမ်းလိုက်လို့ရတယ်ပြီးဒါမှမဟုတ်ခုလွယ်သေးရပေါ့နော်လွယ်သေးဆိုရင်ကျတော့ graphing calculator ပေါ့ graphing calculator နောက်ကျတော့မသုံးရဘူးဒါပေမဲ့ခုနတော့စမ်းလို့ရတယ်ဟုတ်ပြီဒါကြောင့်ဘယ်လိုပုံစံနဲ့ထွက်လာမလဲဆိုတော့ဒီလိုရှိရဟာကိုအပေါ်ဆွဲတင်ရဆိုတော့ဘယ်လိုပုံစံလေးထွက်လာမလဲဆိုတော့ဒီလိုပုံစံလေးပေါ့နော်အခုံးလေးနဲ့ထွက်လာမယ်ဒါကို point to point ပေါ့နော်တ point ချင်းစီထည့်ပြီးတော့ value x value value တစ်ခုချင်းစီထည့်ပြီးတော့စမ်းလိုက်ရင်လည်းရတယ် okay ဒါကတော့မြင်အောင်ခုတမ်းပြီးပြလိုက်တာပါနော်ခုနအတိုင်းပဲဒီအပေါ်ကပုံနဲ့တူပါတယ်ဒီကောင်ကကျတော့နည်းနည်း 2x နဲ့မြောက်ထားတယ်တူတယ်သူလည်းဒီပုံစံလေးပဲထွက်မှာပေါ့နော်ဒီ async crossing မှာဘယ် value ကဘယ်လောက်ထွက်မလဲဆိုတာကိုရှာကြည့်လို့ရတယ်ဟုတ်ပြီဒါကလွယ်ပါတယ်နောက်ထပ်ဟာ async နောက်တစ်ခုတော့မယ်ဒီဟာရှိမယ် okay ဒီကောင်ကကျတော့ပထမဆုံးအစောဆုံးထဲမှာရှင်းသွားတဲ့ဒီနည်းနည်းလေးတူတယ်ဒီမှာ modulus ဆက်ထားတဲ့ဟာရှိရယ် -3 နှုတ်ထားတဲ့ဟာရှိရယ်ဟုတ်ပြီဒါပေမဲ့ဒီဟာ domain နဲ့ပါတယ်ပေါ့နော် domain ဒီမှာဒီ domain တွင်းမှာပဲဆွဲရမယ်အဲကျတော့ calculator လေးထွက်ကြည့် calculator လေးထည့်ရင်ထဲဒါမှမဟုတ်ကွာလေးဆွဲကြည့်ပေါ့နော် table လေးဆွဲကြည့် table လေးဆွဲပြလိုက်မယ်နော် x ရှိမယ် x value က -1 နဲ့ 8 ထည့်ကြအောင် -1 0 1 2 3 4 5 6 7 8 okay ဒီ value ရရှိမယ်အဲ့ဒါကို y လိုက်ထည့်မယ် calculator သုံးပြီးတော့ထည့်ကြည့်လို့လည်းရပါတယ် calculator မှာကျတော့ modulus ကိုဘယ်လိုရှာလဲဆိုတော့ abs ဆိုပြီးတော့ absolute value ဆိုပြီးရေးထားတယ်အဲ့ဒါလေးကိုရှာလို့ရတယ်နော်အဲ့လိုလေးရလို့ရတယ်တခုချင်းစီလိုက်ထည့်ကြည့်မယ် y value ဘယ်လောက်ရှိမလဲပေါ့နော် y က -1 မှာဆိုရင်ဘယ်လောက်ရှိလဲဆိုတော့5ရှိရယ်0မှာဆိုရင်3ရှိရယ်1မှာဆိုရင်1ရှိရယ်2မှာဆိုရင်-1ရှိရယ်3မှာဆိုရင်-3ရှိရယ်4မှာဆိုရင်-1ရှိရယ်5မှာဆိုရင်1ပြန်ရောက်သွားတယ်6မှာဆိုရင်3ဖြစ်တယ်7မှာဆိုရင်5ဖြစ်မယ်8မှာဆိုရင်ကျတော့7ဖြစ်မယ်ဟုတ်ပြီအဲကြောင့်ဒါလေးကိုပုံဆွဲကြည့်မယ်ဆိုရင်သူက-1ထားမယ်-1ဆောက်မယ်ပေါ့နော်ဒါကို-1လို့ထားလိုက်မယ် okay -1ဆောက်မယ်-1မှာ value ဘယ်လောက်လဲဆိုတော့5ရှိရမယ်ဒီကောင်သားလေးကိုဒီလောက်ကို5လို့ထားလိုက်မယ်5ကစမယ်မြားပါလို့မရအောင်နော်ဒီမှာမြားထည့်လို့မရအောင်ဆိုတော့ဆက်မသွားဘူးဖြစ်တယ်ဆိုတော့မြားမထည့်ဘူးပြီးရင်အနေဆုံး point -3 ကဘယ်မှာဖြစ်လဲဆိုတော့ဒီ value x value 3မှာဖြစ်တယ်နားလေးကို3လို့ထားလိုက်မယ်ပေါ့နော်ဒီနားလောက်ကို3ထားလိုက်မယ်ပြီးရင်ဒါကို-3ထားလိုက်မယ်ဆိုရင်ဒီနားလောက်ထိသွားမယ်ဒီကနေဒီထိကိုစတိုက်ဆင်းသွားမယ်ပြီးရင်တော့အပေါ်ပြန်တက်သွားတယ်-1ထိပြန်တက်သွားတယ်အဲ့လိုမျိုးလေးဖြစ်နေတယ်ဒါတော့အတိအကျဆွဲထားမှာမဟုတ်ဘူးပေါ့နော်ဒီနားလေးမှာလည်းအသုံးဖြစ်ရမယ်โอเคဒီလိုမျိုးလေးဖြစ်လိမ့်မယ်ပေါ့နော်ဒါကတော့တေချာဆွဲထားမှာမဟုတ်ဘူးအဲကြတော့ဒီ campaign range ရှာရမယ် range ကကြောက်ခဏပြောရရင် range ဆိုတာ association ဝိုင်းဟာပါအစိုးရမှာ domain တွေ range ရှင်းတော့ဘာပါလဲဆိုတော့ range ကဒီတစ်ခုရဲ့ height အမြင့်ဆုံးကနေ x1 ပေါ့နော်ဒီ y1 အမြင့်ဆုံး point နဲ့အမြင့်ဆုံး point ကိုဘယ်လောက်မြင့်လဲဆိုတော့ကြည့်ရဟုတ်ပြီအမြင့်ဆုံး point ကဘယ်လောက်လဲဒီမှာရှိဟာဒီနားလေးရဲ့ x value 8မှာဖြစ်နေဟာအဲကြောင့်အမြင့်ဆုံး point က7ဖြစ်တယ် okay အမြင့်ဆုံးကိုရေးကြည့်မယ် range of f of x က7ထက်မမြင့်တော့အဲကြတော့7အမြင့်ဆုံး7ထက်ပဲနည်းမယ် less than or equal to 7အနှိမ်ဆုံး point ကဘယ်လောက်လဲဒီမှာကြည့် graph မှာ table မှာကြည့်မယ်ဆိုရင်လည်းအနှိမ်ဆုံး point က3 -3မှာ3မှာဖြစ်နေတယ်-3ပေါ့နော် y value -3ကအနှိမ်ဆုံးဖြစ်တယ်အဲကြောင့်-3ထပ်ပြီးတော့နှိမ်မသွားတော့နှိမ်မသွားတဲ့အတွက်ကြောင့်မို့ဒီဟာကို-3လို့ရေးမယ် okay
ဒီ solve the equation f of x is equal to 2ဆိုတာဒီကောင်ကျတော့ equation solve လုပ်ခိုင်းတာအဲ့ဒါပြန်စစ်ချင်တယ်ဆိုရင်ဒီကိုဆွဲထားတဲ့ graph မှာ2ကိုရှာမယ်2မှာ point 2 point ဖြတ်သွားလိမ့်မယ်အဲ့ point 2 point ရဲ့ x value ဘယ်လောက်ရှိလဲဆိုတော့ဒီလိုအောက်လေးကိုဆွဲချပြီးတော့ x value လေးကိုဖတ်ကြည့်ပေါ့နော်အဲ့ဆိုရင်ပြန်စစ်လို့လည်းရတယ်ဒါကိုလည်းယူလို့ရတယ်ဒါပေမဲ့ဒီကောင်ကကျတော့ solve လုပ်ခိုင်းထားတဲ့အတွက်ကြောင့်မလို့အရင်ဆုံး equation လေးပြန်ကူးမယ်f of x is equal to 2ရှိမယ်2ရှိရဲ့အချိန်မှာ modulus of 2x minus 6 minus 3 is equal to 2ပေါ့နော်အရင်ဆုံး modulus ကိုတစ်ဖက်ထဲမှာပဲကျန်အောင်လုပ်ရမယ်အဲကြတော့ဒီပြင်ရဟာမရှိအောင်ပေါ့နော်ဒါမရှိအောင်လို့ဟိုဘက်ကိုရွှေ့မယ်တစ်ဖက်ထဲမှာပဲကျန်ခဲ့ရမယ်ပေါ့နော်5ဒါမှ modulus ကအဲ့လိုရှင်းလို့ရမှာ minus ဒီလိုရှိမယ်5ရှိမယ် or 2x equal to minus sorry 2x minus 6 is equal to minus 5ဒီလိုနှစ်ခုထွက်လာမယ် 2x is equal to 11 x is equal to 11 by 2 2x is equal to 1 x is equal to 1 by 2 okay အဖြေနှစ်ခုထွက်လာတယ်ခုနတွေ့ရတိုင်းပဲအဖြေကတော့နှစ်ခုထွက်ရမှာဒီ graph ကမတိကျလို့ဖြစ်တယ်ဟုတ်ပြီ that's it for today